Hello Hello long time no see ပါကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တာနည်းနည်းကြာသွားပြီပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုလိုချင်တဲ့ website design ကိုအလွယ်တကူကူးလို့ရတဲ့ tool လေးတစ်ခုကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့ဒါအရင်သုံးဝင်လို့အားလုံး share ချင်တယ်ပေါ့နော်အဲ့ဒါတော့မှကျွန်တော်တို့ Stripe website design လေးလိုချင်တယ်ပေါ့နော်completely တပုံစံနဲ့တူတဲ့ design တော့မဟုတ်ပေါ့နော်ကျွန်တော်တို့သူ font color တွေပြီးတော့သူပါ font အမျိုးအစားသုံးထားလဲပြီးတော့ button ကိုသူဘယ်လိုလုပ်ထားလဲအဲ့လိုပေါ့သူရဲ့ typo တွေသူ design အယောင်လေးတွေယူချင်တယ်ဆိုရင်အလွယ်ယူလို့ရတဲ့ website တစ် site လေးရှိရပေါ့နော်ဟိုမှာကျွန်တော်ဒီ Dripper ဆိုရင်သူ design ယူလို့ရမယ်ပေါ့နော်ကျွန်တော်နာမည်ကြီးတဲ့ site တွေရှိသမျှအကုန်လုံးကိုကျွန်တော်တို့သူရဲ့ design တွေယူလို့ရတယ်ပေါ့နော်ပြီးတော့ Nike တို့ရှိမယ်ပြီးတော့ Airbnb တို့ရှိမယ်ပေါ့နော်ဒါတွေဆိုရင်ကိုလိုချင်တဲ့ site တွေ design တွေအကုန်ယူလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ copy ကူးလိုက်မယ်ပေါ့နော် copy ကူးပြီးတော့အဲ site ကိုကျွန်တော်တွားမယ်အဲ tool နာမည်ကတော့ freedesign.md လို့ခေါ်ရပေါ့နော် md ဆိုတာ markdown ပေါ့သူက free ပဲ completely free လုံးဝပတ်စံတပြားမှပေးစရာမလိုပဲねကျွန်တော်ဒီမှာယူသုံးလို့ရမယ်ပေါ့နော်အဲ့မှာကျွန်တော် airbnb.com ကိုကျွန်တော်ထည့်ပြီးမှ design ကို extract လုပ်လိုက်မယ်ဆိုရင်သူက Airbnb website ကိုတွားပြီးမှသူ့မှာရှိတဲ့ဒီ font တွေသူ့ primary color background color တွေ text color တွေသူပါ font style တွေတုံးထားတယ်အဲ့ဒါတွေအကုန်လုံးဆွဲချလာ link တွေကိုဘယ်လိုလုပ်ထားတယ်ပေါ့နော် typography တွေ space ကိုဘယ်လိုထားတယ် component တွေဒါဆိုရင်ကျွန်တော်တို့အရင်လွယ်တော့တာကျွန်တော်တကယ်လို့ AI နေမှာပြန်ပြီးသုံးမယ်ဆိုရင်ဒီဟာလေးကို copy ကူးပြီးမှခေါ်သုံးလိုက်ရင်ပေါ့နော်ဥပမာကျွန်တော်ဒီ anti gravity သုံးတယ်ဆိုရင်ဒီထဲမှာဒါလေး paste ပြီးမှသူပြောလို့ရတယ်ငါဥပမာဒီ website site ဆွဲချင်တယ်ပေါ့နော်ဒီ website နဲ့တပုံစံနဲ့လိုချင်တယ်ပေါ့နော်သူ design ကတော့ဒီလိုရှိတယ်ပေါ့အဲ့လိုမျိုးတွေ prompt ရေးပြီးမှကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့နော်ဒါအရင်အသုံးဝင်လို့အားလုံးကျွန်တော် share ခြင်းဖြစ်ပါတယ်ဒီသူရဲ့ home page မှာဆိုရင်လည်းနာမည်ကြီး website တွေအကုန်လုံးကျွန်တော်ကြည့်လို့ရတယ် Stripe တို့ Walmart တို့ဒီ Apple တို့ကိုကြိုက်တဲ့ style တွေကူးလို့ရတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်အဲ့ဒါလေး share ချင်တာပါဒီနေ့ဗီဒီယိုတွေဆက်လုပ်မယ်နော်ကျွန်တော်ဆက်တွေ့မယ်ဗျ